ဝါပင်မှပေါက်ဖွာလာသောမင်းသမီးညီနောင်နှစ်ပါး၏ကျင့်ရတော်ကျမ်းဂန်များ၌ပရိသန္တိတည်နေခြင်းကိုလေးမျိုးလေးစားဖော်ပြထားသည်ပထမအမျိုးအစားမှာအန္တဇဖြစ်သည်ဥ၌ပရိသန္တိတည်ပြီးမွေးဖွားခြင်းဖြစ်သည်ဒုတိယအမျိုးအစားမှာဇလာပုဇဖြစ်သည်အမိဝင်း၌ကလလရေကြီးတည်တွင်မွေးဖွားလာခြင်းဖြစ်သည်တတိယအမျိုးအစားမှာတစ်ပင်အပွင့်အသီးစားသီးတို့၏အညီမဖြစ်ပေါ်လာသောတန်တေရဇအမျိုးအစားဖြစ်သည်စရုထအမျိုးအစားဖြစ်သောဩပါပတိကမှာမူနတ်တို့ကဲ့သို့ဘွားကနေကိုထင်ရှားဖြစ်ပေါ်လာသောအမျိုးအစားဖြစ်သည်ယင်းလေးမျိုးလေးစားအနတ်အန္တဇနှင့်ဇလာပုဇအမျိုးအစားနှစ်ခုမှာမူမြင်နေကြတွေ့နေကြဖြစ်သည်ကြံအမျိုးအစားနှစ်ခုကိုမူမိမိမျက်စိနှင့်ကိုယ်တိုင်ကိုယ်ကြမတွေ့ရဘဲတဆင့်စကားတဆင့်ကြားအရာ၎င်းစာတွေ့အရာ၎င်းသိရသောအမျိုးအစားဖြစ်သည်ပကံရာဇဝင်၌တန်တေရဇအမျိုးအစားနှင့်ခွာသည်ဟုသမုတ်ထားသောမိဖုရားတစ်ပါးပေါ်ပေါက်ခဲ့ဖူးသည်မင်းရဲ့နရသင်္ခါနှင့်နရပတိစီသူညီတော်နောင်တော်လူလက်ထက်ကားဖြစ်သည်မြင်းဆိုင်ဝက်ဝံအရ၌ပလီလူမျိုးတို့သည်တောအထရင်တို့သွားကြရာဝါယုံတော်တွေကတန်တေရဇမွေဖွားလာသောမိန်းကလေးတစ်ယောက်ကိုတွေ့ကြသည်ဝါယုံတော်တွေကရလာသောကြောင့်နောင်တော်အခါ၌မိန်းကလေး၏အမိကိုဝေလူဝဒီဟုခေါ်ကြသည်သို့ဒါလက်ထက်တော်ကနောက်ပိုင်းတွင်ဘိက္ခုနီထေရီဖြစ်လာသောအလတွင်သူ့ဖက်ကင်းသည်ဝေတာလီပြည်သူပြည်တန်းစာမှအမ်ဘာပါလီ၏ဇလန်အစမှလည်းဤနည်းနှင့်ပင်ဖြစ်သည်ဝေလူဝရီကိုဝါပင်ကရပြီးအမ်ဘာပါလီကိုတရက်ပင်ရင်း၌တွေ့ရခြင်းလောက်သာကွဲပြားမှုရှိကြသည်အမ်ဘာပါလီကိုမူတန်တေရဇဖွားဟုမဆိုကြပြီတရက်ပင်ရင်းကကောက်ရသည်ဟု၍သာပြောကြသည်တရက်ပင်ရင်းကရသောအမ်ဘာပါလီနှင့်ဝါယုံတော်ထေကရသောဝေလူဝရီတို့သည်ရုပ်ရည်သွင်းပင်ကြံရင်လက္ခဏာ၌အလှလင်းတူညီမှုရှိကြတော်လဲဘဝဇက်ကြောင်းကမူတဦးနှင့်တဦးမတူညီကြပြီတဦးကဘရင်မိဖုရားဖြစ်ရပြီးကြံတဦးကမူဘရင်ချစ်သူသာဖြစ်ရပြီးဘရင်မိဖုရားမဖြစ်လိုက်ရပဲပြည်တန်စာမဘဝဤနီကုံ၌တရားအမြင်ရသောဖျားသမီးတော်ဘိက္ခုနီထေရီဖြစ်သွားသည်ဝေလူဝရီသည်အရွယ်ရောက်လာသောအခါတောပရံအလှတပွင့်ဖြစ်လာသည်ချွေထိုအချိန်ကပကံပြည်တွင်စိုးမိုးအုပ်ချုပ်နေသောဘရင်မင်းရင်နရတင်ခါအားဆက်တလိုက်လေသည်တို့ရတွင်ဝေလူဝရီ၏အလှတွင်အမြဲဆက်ကလေးတဆထင်းနေသည်အရေကောင်းသောစိန်တုံးနီလာတုံးဖြစ်နေတော်လဲအနာလေးတကွပါနေသည်ဝေလူဝရီသည်တခြားဘာမျှပစ်ဆိုးစရာမရှိတော့လဲသူ၏နာရွက်သာသူ၏အလှကိုဖျက်နေသည်ဝါ၏သမီးပြုတ်ဝေလူဝရီသည်ဝါကိုဖျက်သောအမြိုင်ကြောင့်အလှပြတ်နေသည်မင်းရင်နရတင်ခါသည်အရေကောင်းသောစိန်တုံးနီလာတုံးကိုမဆိုစလောက်ပါနေသည့်အနာလေးတကွကြောင့်စွန့်ပစ်လိုက်လေသည်ဝါ၏သမီးပြုတ်ဝေလူဝရီကိုဝါငုတ်ပါသောအမြိုင်ကြောင့်လက်လွတ်လိုက်လေသည်မိမိအားဆက်ထလာသောဝေလူဝရီကိုညင်းပယ်လျက်သူညီတော်နရပတိစီသူအားပေးအပ်လိုက်လေသည်နရပတိစီသူ၏မေတော်ကြီးသည်အလှဆင်တက်သူအလှဖန်တီးတက်သူထက်သည်သူချွေးမော်တော်ဤပုံပြတ်လေသောနားရွက်ကိုကြည်ကောင်းအောင်ပုံဟန်နေထားဖြစ်လာအောင်ပြုပြင်ပေးလိုက်လေသည်ထို့မြသာမကထီနန်းဟန်ပန်များနှင့်တွယ်လျားငွေနှောင်းသောဟန်ပန်မူရာများကိုတင်ပေးလိုက်သည်ထိုအခါဝေလူဝရီသည်ပြောစရာတကွက်မျှမရှိတော့ပဲထီနန်းနွယ်ဖွာတကယ့်သမီးတော်အလှရေဒနာတပါဖြစ်လာလေသည်ဒီနေ့၌မင်းရင်နရတင်ခါသည်ဝေလူဝရီကိုတွေ့မြင်ရသည်ဖြစ်၍ဝေလူဝရီ၏ချောပိကင်တဲလဲဆင်အလှကိုဆွဲမမျက်နှိုးသွားပြီးလျှင်လွတ်တရောင်ငားကြည့်သွားလေသည်တို့ရာတွင်ဘယံတို့မိသည်မိမိလိုရာကိုမရမနှင့်ကြံတတ်သည်ဖြစ်၍ခဲမော့တော်ကိုတိမ့်ပိုက်လိုသည်ဖြစ်၍ညီတော်ကိုတပုံးတကန်ကိုနှိမ်နှင်းရန်ဟူသောမမှန်သောအကြောင်းပြအချင်းနှင့်ငဆောင်ချမ်းသို့ဆေလွတ်လိုက်လေသည်စင်ကြံကြံနေသည်ဖြစ်၍ဘယံသည်ညီတော်မရှိခိုက်ခဲမော့တော်ကိုတိမ့်ပိုက်လိုက်လေသည်နရပတိစီသူသည်နောင်တော်ကစေခိုင်း၍တွားရတော့လဲနာဆန်တင်းနှင့်တွားရခြင်းဖြစ်သည်အရှိမင်းနရပတိစီသူမင်းသားသည်စစ်မထွတ်ခင်ကလေးကနောင်တော်၏အကြံကိုရိတ်မိတော်မူလေမြင်းကန်ငါးပြည်ကိုမြင်းနှင့်တကွငါ၏အိမ်တော်တွင်အခင်းထွက်လင်လင်းလစေဟုမာတော်မူခဲ့လေသည်နရတင်ခါမြင်ဝေလူဝရီမင်းသမီးကိုနန်းတင်တော်မူသောအခါမြင်းကန်ငါးပြည်သည်အလင်းအမြန်အိမ်ရှိမင်းစစ်ချီရာသို့လိုက်လေသည်ငါးဘယ်ချောင်းအရသို့ရောက်သောနေဝင်လေသည်ငါးပြည်သည်ချောင်းကိုမကူးတော့ပဲချောင်းကဲဆက်တွင်ညအိတ်လေသည်နောက်တနေ့အရွန်တက်ချိန်တွင်မြင်းကိုစီး၍ခီးဆက်သည်မကြငင်အိမ်ရှိမင်းတို့၏တက်နှင့်ပဲပန်းတိုး၍ရှောက်တင်သောအခါနရပတိစီသူပအချိန်မီမရောက်လာခဲ့၍မြင်းကန်ငါးပြည်ကိုတတ်စေခဲ့လေသည်ထို့နောက်တပြည့်ရှိသောအောင်စွာငယ်ကိုဆေးလွှ၍မင်းရင်နရတင်ခကိုလုကြံစေလေသည်မင်းရင်နရတင်ခလွန်သောနရပတိစီသူသည်သူ၏ချစ်တော်ဟောင်းဝေလူဝရီနှင့်တွဲ၍နန်းသိမ့်ဖွဲကန်ဖြစ်လေသည်ညောင်ယူမြို့အရှိမြောက်တန်းတွင်ကုန်းမြင့်ကလေးတို့ပေါ်မှာဇေဒီပထိုးပြတ်များကိုဟိုနေရာတဆူတ
ဒီနေရာတဆူများစွာရှိနေသည်အောက်ခြေတောင်ဆောင်တွင်သူတော်စင်မြတ်များမှွေလော်ရာចောင်းသင်္ကန်းများရှိနေကြသည်ပတ်ဝန်းကျင်တလုံးငိမ့်သက်အေးချမ်းနေသည်ဖြစ်၍တည်တင်းတီလာဆောင်ရန်တရားဘာဝနာပွားများအားထုတ်ရန်အထူးသင့်လျော်သောနေရာဌာနများဖြစ်ကြသည်ဝေလူဝရီဤကောင်းမှုတော်ဖရာသည်နရပတိစီသူမင်းကြီးကိုးကွယ်တီးထားသောဆူလာမဏိဖရာကြီးလောက်မကြီးကျယ်မထင်ရှားပေတို့ရာတွင်ဝေလူဝရီမိဖရာဟုဂယုနာထားလောကြောင့်သို့မဟုတ်တနိုင်ငံတပိုင်းမလုပ်ကြတော့ကြောင့်ရှေးခေတ်လူများပြုပြင်ပြီးထုံးတုပ်ထားတော့ကြောင့်ဇေဒီတော်မှာထုံးဖွေးဖွေးနှင့်ရှိနေသည်ဖရာဓာယိကမဝေလူဝရီဤဇက်လန်ဝစမ်းလဲစမ်းသည်အကွေအကောင့်လဲများလာသည်ပကံဖရာဖူးတွားသူများပကံဖရာဖူးရင်တမိုင်းမကန်တီကပိုစိတ်ဝင်စားစရာကောက်တော့ကြောင့်နမဲမကြီးနေမဲ့စိတ်ဝင်စားစရာတမိုင်းချောင်းရှိနေသောဝေလူဝရီမင်းသမီးဤကောင်းမှုတော်စီဒီတမိုင်းချောင်းအားကျွန်တော်ရဲ့ channel လေးမှာတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါလေအားလုံးကိုစိတ်နှဖာကျမ်းမာကြပါစေ